ဝါရင်မင်းသားကြီးနိုင်နိုင်နဲ့အကယ်ဒမီနေတိုးတို့အပြိုင်မဲ့အချစ်ဈေးရုပ်ရှင်ဇာတ်ကားကြီးအနုပညာလောကမှာဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ဝါရင်မင်းသားကြီးနိုင်နိုင်နဲ့အကယ်ဒမီနေတိုးတို့ဟာဘယ်လာရီပရိုဒက်ရှင်းကအစီအစဉ်ရိုက်ကူးမဲ့အချစ်ဈေးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာအတူတူဆုံတွေ့ကြတော့မှာဖြစ်ပါတယ်ဒီဇာတ်ကားမှာနိုင်နိုင်ကိုတိန့်ထောင်ချီအနုပညာကြီးပေးပြီးကမ်းလှမ်းထားတယ်လို့သတင်းတွေထွက်ပေါ်နေသလိုအကယ်ဒမီနေတိုးကလည်းခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မှာဖြစ်ပါတယ်ပရိသတ်တွေကြားမှာတော့သူတို့နှစ်ယောက်ရဲ့အပြိုင်မှုကိုကြည့်ရှုရတော့မဲ့အတွက်အတော်လေးကိုစိတ်လှုပ်ရှားနေကြပါတယ်ထူးခြားတာတစ်ခုကတော့ရုပ်ရှင်ပိုစတာပေါ်မှာမြမထိတ်တန့်မင်းသားနေတိုးရဲ့နာမည်ကနိုင်နိုင်ရဲ့နောက်မှာရောက်နေတာကြောင့်ပရိသတ်တွေကြားမှာအမျိုးမျိုးဝေဖန်ဆွေးနွေးမှုတွေရှိနေပါတယ်နေတိုးကအကယ်ဒမီဆုတွေရထားတဲ့မင်းသားဖြစ်ပေမဲ့နိုင်နိုင်ကလည်းပရိသတ်တွေရဲ့အသေးဆွဲအချစ်ဦးမင်းသားကြီးဖြစ်တာကြောင့်အခုလိုဦးစားပေးဖော်ပြခံရတာလားဆိုပြီးပြောဆိုနေကြတာပါဒါအပြင်အချိန်အတော်ကြာမှရုပ်ရှင်ပြန်ရိုက်မဲ့နိုင်နိုင်နဲ့နေတိုးတို့ရဲ့အပြိုင်ဇလန်းကဘလောက်အထိဆွဲဆောင်မှုရှိမလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲဒီဇာတ်ကားမှာသူတို့နဲ့အတူပါဝင်တရုပ်ဆောင်မဲ့အကယ်ဒမီမင်းသမီးကဘယ်သူဖြစ်မလဲဆိုတာကိုတော့လာမယ့်ဇန်နဝါရီ29ရက်နေ့မှာဘယ်လာရီပရိုဒက်ရှင်းရဲ့ Facebook Page ကနေတရားဝင်ကြေညာပေးသွားမှာဖြစ်ပါတယ်မင်းသမီးနေရာမှာဝုံမုံရွှေဖြစ်နိုင်မလားဆိုပြီးခံမှန်းနေကြသူတွေလည်းရှိပါတယ်ထိတ်တန့်မင်းသားနှစ်ယောက်ရဲ့အနုပညာအပြိုင်မှုတွေနဲ့အချစ်ဈေးဇာတ်ကားကြီးဟာယုံတင်တဲ့အခါမှာတော့ပရိသတ်တွေကြားမှာရေပန်းအစားဆုံးဇာတ်ကားတကားဖြစ်လာဦးမှာအသေးချပါပဲ